ကဲပွဲဆောက်ပါဗျာနော် ကဲပွဲစားပါပြီနော်ပွဲစားပါပြီဗျမာပြီခင်မဲပေါက်တယ်ဗျ ကောင်းတယ်ဗျာဒီပါ မလို့တော့နော်ဒီဘက်ကယူလို့ရတယ် မတက်ပါပါ ရတော့ပါယူရတယ်တဲ့ကိုမိုက်နိုင်ပါလေလူနိုင်ပါဒီလိုသူကောင်းပြီလို့လည်းကျေးဇူးများနေပါလေ မတက်ပါပါဘောကြီးစားပြပါ ဟိုဒီဝဲဘာလို့ဒီပြီးသွားရင်နိုင်ပါလေဆိုတော့ကြားတယ်အိုးတယ်မလားတော့ပြောတာဟေးဒီမလားလူဘောကဲဘောရတော့မရတဲ့ဟာကင်းနေလို့ကြတော့ တောင်းချင်းလက်အော်ပါဗျာနော် ဟောပါညံကုန်ညာ လက်ပေါ်ပါနော် လိုက်ဟာညံမလို့ဟဲ့ဝီဘူးရလားဝီဘူးဝီဘူးခရနေအားပေးနေပါရဲ့ဘာထားနေအားပေးနေကျေးဇူးများနေပါမယ်။ open ဟုတ်ပါလားနော်ဒီဘက်ကကိုမဲကနံပါတ်ကိုင်းတစ်ချက်တော့မနေ့ကရှုံးထားတဲ့ပွဲမှာသူစားပေးရက်ပြန်ဆော့လာဗျ။ဒီနေ့ဆော့နေတာဒီတက်ထားတယ်။ဟုတ်ကဲ့ကိုင်းနေမယ်ဆော့နေပါလေ။ဒီနေ့မဟုတ်ပါဘူး။ တောင်းချင်းမတက်အော်ပါဗျာနော် ဒီဝဲတော့စားပြီးကြည့်ကောင်းတယ်နော်စားပြီးရက်ထိုးနေဆိုတော့ကိုရှိကောင်းတယ်။ရပြရလေရ။ဒီလိုရကလေးဆုံးနေလို့ပဲ။ ဟုတ်တယ်စားပြရတော့ပွဲကြမှာပါနော်ပွဲကကြားမယ် တက်ဆွဲဆန်လာတာဗျ ဆရာကျော်ဗားလိုက်နောက်ပြေးတယ်တို့ပြီးဆိုပြီးတော့ပြီးဆိုဒီကောင်နောက်ပြေးနေတာ ဟိုကြောက်နေတယ်နော် နော်ညီမတို့ပြောတို့ပြီးဆိုပြီးနောက်ပြေးနေတာ မတက်အော်ဗျာနော် ကဲဒီလေဖမ်းထားသေးတယ်ဒီမဲ့တစ်ဖက်ပေါက်ပြန်နော်ဘောရှော့ကြနေတယ်ဗျ စားပြချင်းလက်အော်ဘောကြီးစားပြပါ ဘုံညာမတူပါ အမလက်ပေါ်ပါပဲဩ ကဲဘောကြီးမင်းလားဘောကြီး ရောက်မလားရောက်မလားမင်းမလားတော့မရဘူးဒီမနာ ဘူးဘောရတာမခံလာနိုင်ဘူးတော့လေးအုပ်လို့ရတာအကာကမရလား တော့လက်အော်ပါဗျာ ဘုံညာမတူပါပဲဘောရိုက်တော့တော့မခံလာနိုင်ဘူးနော်ကိုမဲကတော့ဘောကြီးကိုအေးစေးတာကြီး ပြောလိုက်ဦးလေ ကျွန်တော်စိုင်းတယ် မရအောင်မင်းမအမထိုင်ထား ဟမ် မနာကဟိုပြန်ပေးရတာရှိနေတယ် မလက်အော်ပါဘောကြီးစားပါ ကားပါအဲ့ဒါထိုင်လိုက်လို့ကောင်းဘူးကိုကြီးဒူဘိုင်းသားနဲ့ပြောလို့ရပါတယ်နော်ဒူဘိုင်းသားနဲ့ပြောလို့ရပါတယ် ဟော ဒီဘောကတော့ ဟုတ်တယ်မြင်နေနိုင်မယ်ဟုတ်လားဒီဘောတော့ ချင်းမတက်အော်ဗျာ မိုးရွာပြီးမှမိုးချိုးပြစ်တယ်ဆိုတာမှဒီကွင်းမှာတွေ့ပြီနော်မိုးရွာပြီးမှမိုးချိန်တာမှာဟုတ်တယ်စပစ်ရထိုးဆိုတော့ဖေမဲတို့ဘက်ကလည်းနည်းနည်းတော့အားသာတယ်လို့ပြောလို့ရပြီနော်ဒီတလုံးကိုရှင်းမနေတာမျိုးဒီပွဲကြာမှာပါဒီပွဲကကြာမှာပါနော် ကတော့တက်ချင်းမရှိသေးဘူးဗျာနော်တစ်ဖက် ဘုံညာမတူပါပဲအဲ့ဒါရထိုးဆိုတော့ပြည်သက်ကြီး ကြည့်ကြပါဒီတိုင်းပဲပွဲကြည့်ကြပါနော်ပွဲကြည့်ရင်တန်ပါတယ်ကျွန်တော်တို့လောင်းမှကြည့်ရတဲ့ပုံစံမျိုးတွေမလုပ်ကြပါနဲ့ဒီပွဲတွေလည်းဒီတိုင်းလေးကြည့်ရတာတန်ပါပါနော် ဘောကြီးစားပြီးတော့ပေါက်သွားပြီ ကဲဘောကြီးစီကိုတော့စားပစ်တလုံးပေါက်သွားတယ်နော်ဘောကြီးကတော့မနေ့တည်းကစားပစ်နည်းနည်းလေးဆိုင်တာတွေ့ရတယ်ဗျ ဒီလိုကောင်းတယ်နော်တက်ပါလေ ဘောကြီးစားပစ်တလုံးပေါက်သွားပြီနော်ဘောကြီးစားပစ်ဘောကြီးစီကိုလုံးတစ်ပေါက်သွားတယ်ဗျ ဒီမှာ1တက်ပါ ဟုတ်တယ်မနေ့ကလည်းစားပစ်နည်းနည်းလေးအားတာသွားတယ်ဗျဒီမှာပြီးကြော်ထေး တောင်းချင်းလက်ဝမ်းပါ အမတ်လက်ဝမ်းပါပဲ ဟိုဘက်ချမ်းလာအောင် အိုဗာ ခင်မဲတော့ဒီတလုံးချင်းရှင်းလာပြီနော် နှစ်ဖက်ကနှစ်ဖက်ကဝါပြီ ဟုတ်တယ်ဒီဘွဲက ဝမ်းလက်ပါ တော်တော်လေးကြာမဲ့ဒီသားမှာရှိတယ်တနင်္ဂနွေဘွဲအနည်းဆုံးကြာမယ်ဗျ ဘောကြီးစားပြပါ ကဲဖမ်းထားပြီပဲနော်ကိုဘောကြီးဒီဘော ဒီမှာပြီးခင်မဲပေါက်တယ်ပြန်ဆယ်ထားတယ်ဗျကျွတ် ကျွဲ အေးကျွတ်ကောင်းလို့ပါလေနော် ဆယ်ထားတဲ့လုံမဲ့ရမယ်နေထားပဲနော် အမတ်လက်ဝမ်းစားပစ်ချိန်ပါပဲ တောင်းချင်းလက်ဝမ်းပါကိုမရဲ့စားပြပါ အမတ်လက်ဝမ်းစားပစ်ချိန်ပါပဲ လက်ဝါပါစာပရှင်းရမယ်ဘယ် ဒီမှာပြီးခင်မဲတလုံးချင်းရှင်းလာနေသေးပါပဲနော် ဘယ်တော့လိုက်ကောင်းရမယ်နော်
အမှတ်1လက်ပါပဲဟေး ကိုမဲသမင်းစားမှသိမှာနော်ခင်ဗျာလက်တွေ အမှတ်လက်1ပါပဲ ဒါပဲချိန်မလောက် ကဲပါဗျအားပေးနေကျေးဇူးပါ ဘယ်ကစားပြီပါ တော့ဒါမကြီးစားပြီးထိုးပါမယ်အမဲလန်သေးရဗျာနော်နမကိုင်းဒီဘက်ပေါ့ဘယ်လိုပေါ့မလဲကြည့်အေးဘွိုးကဟိုက်ဗျာဒီလေဘော်ရီပြင်းနေတော့ဘာ အမှတ်1လက်စားပေးချိန်ပါပဲ ဦးရတော့ဘူးကတော့လူဘောလေးတည်အောင်တတ်နိုင်ပါဗျာ ဝဲလုံးချင်းတစ်လုံးချင်းရှင်းပြီးတော့စားပေး ဘယ်ကြောင်ကျွန်တော်ကြောင်ရိုင်လုံးတွေတော့အပတ်တရ ရိုင်လဲနေထားဖို့တော့ကျွန်တော်တို့တိတ်ကြည့်ရပါနော်ပေါက်ဘက်ကတော့စားပေးရိုင်ဝါလဲပြန်ထိဆော့လို့ရတယ်ဗျအတန့်သမားကတော့စားပေးရိုင်ဝါမလွယ်တော့ဘူးနော်ဒီဘောတော့ရုံးရမယ်ဗျ ဆရာကြီးကကားတော့ကြောက်နေတယ် ဒါပဲချိန်မလောက်ဝမ်းပါ အမှတ်လက်1ပါပဲ ကိုမိုက်ကစားပြီပါ နဲကတ်ဝေးသွားတယ်ဗျ တိုင်ဖို့ဗျာ ချိန်ဝမ်းလက်ပဲဗျ ဘော်ကြီးကောင်းလုံးပါလေနော်ဘော်ကြီးက ဘယ်ကောင်းတဲ့ဘောကြီးတော့နော်ဘောကြီးကကောင်းပါလေနော်နမတော်ကြီးပါ မတူးလက်ပါဗျ အမှန်တော့2လက်ဖြစ်သွားပြီနော်2လက်ပါဘောရိုက်လုံးနည်းနည်းလေးပိုက်ထောက်ပြီးကတ်ဝေးသွားပြီနော် ဒီလက်တော့သွားပြီနော် အမှတ်3လက်ဖြစ်သွားပါပြီ3လက်ပါ ဘောရိုက်လို့ခွေရခါမှာဝေးတယ်ဗျဘောကိုစင်တယ်လို့နေမိုးတယ်လို့ ဟုတ်တယ်ဒီပွဲတော့စပစ်ရက်ထိုးကတော့ကျွန်တော်လည်းမနေ့တည်းကမြင်ပြီးသားပါနော်စပစ်ရက်ထိုးဆိုရင်တော့ ကျွန်တော်ရွှေပြီး ဒီဘောတော့မလွယ်ပါဘူးနော် ဟာငါ့မိုက်တယ်ဗျာ ဒီနေ့အလေချေးရလဲကျွန်တော်တို့မနေ့ရတော့မများပါဘူးနော်လူဘောတို့ကတော့မနေ့ကနိုင်သွားလို့စပစ်ရက်ထိုးနေအလေချေးအနေငယ်ပြန်ဆော့ပြီးတဲ့ပွဲမျိုးပါနော် လွယ်ဦး တို့ဘေးချေးတွေလည်းတိတ်မများပါဘူး ဒါပဲချိန် ကတော့ဆေးဝေးပါတယ် စပစ်ရက်ထိုးကတော့ဖွင့်ထားပါတယ်နော်ရာထိုင်ဝေးစပစ်ထိုးပြီဗျရာထိုင်ဝေးစပစ်ပါပေါ့ဘူးစပစ်မပေါ့ရင်ဘာမှလုပ်လို့မရဘူးအပေါက်တန်ဟုတ်လားဘာမှလုပ်စရာမကြောင်းဘူး ဖေမဲကတော့မတာပေါက်တယ် တို့ကတော့ရှင်းတာနေဘူးဘာမှလုပ်လို့မရဘူးလေ နေက ဒါဒီကောင်တွေလည်းပြန်ဆော့မိတာပဲဟုတ်လား စားပြီချိန်မပိုးလက်ပဲဗျနော် ဟိုမနေ့ကဟိုနော်တနာလို့ မြမဘီကျော်ဟေးဟေးမြမဘီကျော်ဟေးအဲ့ဒါမနက်ကငါးတွေလူတာဆုတွေတောင်းတာလို့နောက်ဆိုမှန်းပြီ လက်ဟောပါ ငယ်ကငါးလူပြီးတွေ့တော့တာ အဲ့ဒါငါးတွေလူပြီးတော့သူကြောက်နေရောမစိုးတွေဘောင်းတွေမှာမေးချန်ခဲ့တာမှာဆိုင်မှာဖဏတွေရောဖဏတွေမှာမေးချန်ခဲ့တာမြမဘီကျော်တွေမှာ ဘောရိုက်လို့မပါသေးနဲ့ဆိုပြီးတော့တောင်းပြီးတော့လာခဲ့တယ်ဗျနော် မြမဘီကျော်တွေမနက်ကတော့အမှန်ကန်ဆုတောင်းတာပါနော် တိုင်လုံးမှန်တာလို့ပြောမှာဗျ လက်ဟောပါနော် ကောင်းတယ်ဗျစာပေရိုင်ဝါလည်းမပြတ်ပါဘူးနော် ဒီကိုလေနော် အမှမြင်တဲ့တိုင်းပါဟုတ်လားကျွန်တော်အပေါက်တန်းအဲ့လိုကြွားတယ်ဆိုတာအဲ့ဒါလေးတွေပိတ်သက်တွေအမြင်တွေကိုကြည့်မှလောင်းကြပါနော်ကျွန်တော်တို့စွတ်မလောင်းခိုင်းပါဘူး ဟိုလက်ပါ စာပေမပွိုင်းဘာမှလုပ်လို့မရတော့ဘူး ကဲစားပြီးဖမ်းလာသေးတယ်ဘော ဒီမာဘီကျော်သေးဟာအဲ့ဒါတော့ဗျာဒီမာဘီကျော်သေး အားလေးတော့60ပြောပြီဗျနော် အေးလို့ စားပြီချိန်မလက်ဟောပဲဗျနော် လာဖို့ပါ တို့ရထိုင်ပြီးစားပြီထိုးပဲ ဘောကြီးဒီကုတ်ထိုးမှာဗျနော် ဘော်ကြီးရဲ့ဘီကုတ်စာပေကျွန်တော်တို့စောက်ကြည့်ရပါနော်မပေါက်ပါဘူး ကဲဘော အဲ့လောက်မိတိုင်းဘာမှလုပ်လို့မရတော့ဘူးဟုတ်လားအဲ့လောက်မိတိုင်းဘာမှလုပ်လို့မရတော့ဘူး ဟိုလက်ပါပဲ စားပြီချိန်မပိုးလက်ပဲဗျ ကိုကျော်လေးကအဲ့ဒီကနေတော့ထိုင်းနေပါကိုကျော်လေးရဲ့ ကိုတော်လေးတို့ပဲမဲရိုက်နေဗျနော်ဒီနေ့ကတော့ဘောကြီးလက်မဟုတ်တော့ဗျ စားပြီချိန်မလက်ဟောပါဗျနော် ဘောကြီးတန်ရဝသင်းရမှာကင်းတော့ပါပြီဒီနေ့ကိုတော်လေးကြားမယ်ငယ် ညီမကြီးကျော်လေးဘက်ပဲရိုက်နေတာကိုကျော်လေးဘယ်နေအောင်မသွားအဲ့ဒီအောင်ထိုင်းနေပါဟုတ်လားမ900အိမ်နာမှာထိုင်းနေအဲ့ရောက်တဲ့နာမှာထိုင်းနေ အဲ့ဒီရောရှင်းမလား
ဟုတ်လားပါ ခွေရောမလေးနော်လုံးမကွာ ဟုတ်ချေအမရောက်ဖို့ပါ တေတီးကကျွန်တော်တို့မနေ့ကကြီးတော့မရှိပါဘူးเนาะမနေ့ကကြီးနဲ့ထုတ်ရတော့ပဲရှိတယ်ဗျလူဘောတို့မနေ့ကနိုင်သွားလို့စပစ်ရက်ထုံးနဲ့ပြန်ကစားပေးတဲ့ပွဲမျိုးပါเนาะ20နဲ့လား30တော့30ကြံထားပဲချိုးလာပါရိုက်ကဒီကုတ်တော့ပေးထားတယ်ဗျ ဟေးဓမ္မဘီကျော်ဟေးဓမ္မဘီကျော်ဟေးအဲ့နာဘောကကွန့်မြေတော်မှမပြုတ်ပါဘူးဘောသုံးလေးပေးလိုက်မှာနော်လည်းကြီး ဟုတ်ချေမလက်ဖို့ပါ ဓမ္မဘီကျော်ဟေးဘောကတော့မတွေးရစရာပဲဘောကသုံးလေးပေးထားတာဗျကျော်ဟေး ဓမ္မဘီကျော်ဟေးလမ်းနေပြီ မကြပါပွဲပြစားပါပြီဗျာနော် ကိုကြီးမလေးရမပြောင်းနော်ပြောလို့မလာပဲနိုင်ပွဲပြစားပါပြီနော်ဒါပေမဲ့ချိန်မပိုးဝမ်းပါဗျာ ကိုဝမ်းမှာ7ဘောနိုင်နိုင်ပါဘူး7ဘောတော့တဲဆန်ဆောင်းအောင်ဗျာ ဟုတ်ရဲ့ လိုက်တာချင်းပြလေသူပေါက်တာလဲတမကြမှာပဲကိုရတာလည်းကြမှာပဲ ရက်နေအာလုတ်ပြန်ပြီ ဟယ်လို ကဲ5ဝမ်းပါ ဒီလောက်လေကို မ5ဝမ်းပါ ငွေလွှဲရရှိလားမရှိဘူးလွှဲရရင်ကျွန်တော် OK ပြန်ပြီမယ်နော်ဟုတ်ကဲ့ပါကိုအောင်ဟုတ်ကဲ့ပါကိုအောင် အားလို့ဒီမဲ့သွားတူးလို့ဖေပဲပူတယ်လို့ဖေပဲညာတမားမပေါ့ဘူးနော်ညာတမားသူတို့ညာတမားရှားအိတယောက်မတွေ့နေဗျ ဒါချိန်မ15ပါ 15ပါ ဟယ်လို အဲ့လိုဖြစ်ရပါဗျာ ဟုတ်ကဲ့ ကဲကျမ်းကိုကွက်တိကြဗျာနော်ကျမ်းကိုကွက်တိကြဗျာ ကြောက်ပါလေ မငွေလွှဲမိမှရမှာငွေလွှဲမိမှရမှာ ငါမပါ25ပါ ဒီ2005 KB ဒီ2005 9နှစ်ကိုလေ KB ပွဲပြီးလဲလို့ရ ဝေးရမရတော့ KB ပဲရမှာဝေးဆိုရင်ဟို68လေးလောက်3 3 2 8လွှဲလိုက်က ဲဖြစ်မဲဗျာနော် 3 3 2 8 ကဲကောင်းတဲ့ဖြစ်မဲလေးပါဗျာအော်ရလို့တော့ 2509နှစ်ကိုလေးပါနော်2509နှစ်ကိုလေးပါကိုအောင်ဆို OK ပါကိုအောင်ဆိုမစိတ်ပို့တာပဲမစိတ်ပို့တာပဲ ကဲဘောကြီးသားကြီး ကိုအောင်ဆိုရင်မစိတ်ပို့တာပဲပါနော် နေ့ရမယ်နိုင်တယ်လွဲမပြောင်းဘူး ဒါချိန်မ2ပါပဲဗျာ အမတ်25ပါနော်25ပါ ဘယ်နဲ့စားပြီးပြီလေ အာကြတယ်ကွာ ဝေးပါ ဝေးသွားပါတယ်နော် ဝေးတယ်ဗျာနော် 5 to service ချိန်မှာ ဒါပါခုဖြစ်မဲဆက်ပါဟုတ်ပါဘူး ဆရာဆရာ စတာပြီးဟုတ်တယ်နော်ဘာလို့ပေါက်ကတော့နည်းနည်းတာမယ်ထင်ရတယ်ဗျဒီဘောရတော့အဲ့ဒါတွေမအောင်ဗျာနော် မဆဲတူးပြသွားပြီဗျာနော် ကျဲကြောမဆဲနဲ့တော့ ဝါ ဘောကြီးလာတယ်ဗျာဘောကြီးလာတယ်လို့ ဘာလဲလို့ဘောကြီးကဘာလဲလို့ဘောကြီးနေသေးတယ်လို့ ဟုတ်ကဲ့ တကယ်မထင်အောင်ဗျာနော်ဘိုးတို့မရမယ်ရှင်နော် နှစ် ကောင်းတယ်ကောင်းတယ်ကောင်းတယ် ဒီကျွတ်ကရမ်းမြင်လို့ပါဗျာနော် ဘောမိုးတယ်လားဘောရ ဟုတ်တယ်ဒီမှာဟုတ်တယ်ဟော မစားကိုလည်းမြင်မလို့လေတောက်ပေါင်းမြင်တယ် ဒါကိုရကြောဆောင်ပြီမလား ဒါပေမဲ့ ဟိုလည်းမြင်မလို့မြင်တယ် မာတော့ ရမလာပြီလာပြီရနော် အဲ့တိုင်းဘောကိုကြီးလေ ရ ဟုတ်ပြီ ဒါပြီးငါတိုင်းလို့ဟဲ့လားမျိုးဘယ်လိုလဲဒီဘက်လားခွာဟော sorry ရလာတော့မရဘယ်လိုလုပ်မကိုလို့ဟမ်ဘာမရဘူးလေမရတော့ဘူးလေအဲ့လေမရဘယ်လိုလုပ်မလဲဘယ်တော့ရလား ဟာတယ် ရရင်ပြီးရော လည်းဟုတ်တယ်ဗျာနော်ကိုစားပြီးနည်းစားပြီးတရားနည်းနည်းများနေတယ် ဝေးရမ်းရိုက်တာ ဟိုင်ဝေးရဲ့ဘီကိုတွေဝေးနေပါလေဒုံဒုံမကြီးရထုတ်ပါဟုတ်တယ်ဟယ်လို ဒါတွေဦးစစ်ပါဗျာနော် ဟုတ်ကဲ့ဘယ်သူလဲနာမည်လို့လဲမသိ စစ်ပါ ဟုတ်ကဲ့ဟုတ်
အော်ကျွန်တော်ဖိုင်ပေါက်စနစ်ပို့ဖိုင်ပေါက်စနစ်ပို့ပြီဒီ2005ခေ2005ဟုတ်ဘောကြီးဆယ်ထားရတယ်နော်ဟုတ်တယ်ကဲမှတ်ပါချက်ပါလေ7-2ပါလေထဲမှာကြောက်တယ်ဒီထဲမှာအားထုတ်မှလည်းဟော27ပါ27ပါနော်အမ27ပါဗျအမပြတ်နေလို့ကြေးမယူဝေးသေးပါဘူးเนาะကျွန်တော် okay ပြလိုက်လို့ရမှာဗျအမပြတ်နေလို့ကြေးမယူသေးပါဘူးเนาะအမပြတ်နေလို့ကြေးမယူသေးပါဘူးလက်ကြည့်လို့သူတို့သိရတယ်နော်အမ7-2ပါပဲပွဲလေးကြည့်ပါကျေးဇူးပါနော်ဟယ်လို27ပါဘယ်သူဘဲရလဲဘယ်လိုလဲနာမည်အခုနာမည်ဟောရင်မဟုတ်လေအခုနာမည်ကိုကျွန်တော်ဖုန်းနံပါတ်ပါကိုတန်းမှတ်မလို့ဟုတ်ပြီကျွန်တော်အမှတ်ပြတ်လို့277လို့ဖြစ်လို့မယူပေးသေးဘူးเนาะဟုတ်လူတော့ခွေတယ်ဗျာနော်လူတော့ချင်းခွေတဲ့လုံးလားဒါတော့ကိုပိုင်းမပါဘူးမတ်တယ်ပြည့်နေတယ်နော်မိုင်းကတော့မနေနေတယ်အမှတ်27ပါပဲ27ပါအမှတ်72ပါပဲ72ပါကျော်လေးစင်းနဲ့လုံးဝလိုက်တော့ဆက်ဆုံးတော့မလွယ်ဘူးကြဟောစင်းနဲ့လုံးဝလိုက်ပါစင်းနဲ့လုံးဝလိုက်ပြီဘေးခါရာအမှတ်27ပါပဲစောက်စရာညို့27ပါစိတ်ခံဟုတ်နမကနမပါအော်ရမေးလိုက်အော်ရပါကြီးကြီးမေးလိုက်ဟုတ်တယ်အမှတ်27ပါပဲ72ပါပဲတော့ပေါက်ကိုလုံးလုံးမစဲတယ်ဦးရတရားအပြောလို့ဗာလေလို့ဒီဘောရဲ့ဆိုင်လုံးတွေကတက်နေကြတယ်နော်ဘောကြီးနေနဲ့10ထောက်တည်းပြီးဆဲနေတယ်ဗျတေးလေးမလားဟုတ်ကလေးမှန်တယ်ဟုတ်ကလေးမှန်မယ်တော့ဘူးကြီးဟုတ်ကလေးဘူးဟုတ်ကလေးကိုခိုင်းထားတယ်ကလေးတွေအကုန်လုံးတောင်းဖို့ပဲဟိုအမှတ်ပြတ်နေတယ်လေဟေးဘောကဲမှတ်တက်ပြီဗျာနော်အမှတ်37ပါနော်37ပါအမှတ်37ဖြစ်သွားပြီနော်ဘူးကြီးအေးဘူးကြီးကလေးတွေမှန်မှာကြောက်လို့မှန်မှာကြောက်လို့နေပေါ်တယ်37ပါ3မှ9မှပါဟုတ်ကဲ့ကန်သာဘက်မရောက်သေးပါဘူးနော်လာပါမှာမရောက်သေးလို့ပါကျော်ရဲ့လုံးထောင်လို့တော့အမှတ်73ပါနော်အမှတ်73ပါ73ပါ9မှ3ပါကဲဝေးပါလေချိန်37ပါအမှတ်37ပါပဲ37ပါလုံးမလို့မသိဘူးပြေးသွားပြေးထိုင်းနေမှာကဲဒီမဲ့လက်ဦးကောင်းကောင်းနဲ့ဖမ်းထားသေးတယ်ဗျငါတော့တလားတယ်မာတော့47ဖြစ်သွားပြီနော်47ပါဖိုးဆို47ပါနော်ဖိုးဆိုယူကျဲလူရှိသေးလားယူမဲလူရှိလားခင်မဲဘက်ကယူမဲလူရှိလားအမှတ်ပြတ်နေတယ်47ပါအမှတ်47ပါဟုတ်လေမေးပေးမလို့ကောင်းတော့ကွာ74ပါပဲဒီလုံးပေါက်တာတော့ခင်ဗျကောင်းနေကြနော်ကောင်းတော့ကွာငါလုံးကပြပေါက်တယ်ချင်းကိုပြပြီးတော့အဒေကိုပေါက်ထားပြတာတော့ခင်ဗျတို့၄တိုင်းရမှခန်းရောက်သွားပါပြီခင်ဗျတို့ဝေးသွားတယ်ဗျဝေးပါလေ47ပါပဲဘောလုံးမလေးကောင်းနေတော့မိုးကဝေးချိုလွှဲလိုက်ရင်တော့အမှတ်တူရင်တော့
ယူပေးလို့ရတယ်နော်ဂျိုလွဲလာမှရမှာဗျ နမပြန်ယူပြီးမှာဗျာ အမ74ပါပဲ လေးမေးတော့တယ်ဘာမှမဟုတ်ဘူး ရမ်းပါပါ မေးပေးမယ်မေးပေးမယ် ကျေအမှတဲ့ မေးပေးမယ်စားနေမယ်မဟုတ်ဒီဘက်ကကြီးရှိနေလို့အမ84ပဲသွားပြီနော်84ပါ တယ်ဆယ်ဗျာနော် အမ84ပဲသွားပြီနော်မေးပေးမယ်အားနေဦး အေးမလောက်ပါနဲ့ကတော့သူကလည်းရောက်နေမှာပါနဲ့အေးဖိုးပါဘောကြီးကမိနေတယ်ဗျာနော်ဒီဘောတော့ အမ48 service ချိန်ပါပဲ ဟုတ်တယ်မိုင်းဘောနေတယ်လေ ဟိုဘက်ကကိုပင်မဲတော့သိရှိသေးတယ်လို့ဗျကြွေးကြော်နေတယ်ဗျမဲကတော့ရှိတယ်ကွာ48ကိုက ကန်သားတယ်ဟုတ်ဘူးငါညာ အမ84ပါပဲ ချိန်ကအိတ်ဖို့ပါဒီကလေးတော့စာပေမဝင်တော့ဘူး အားဖြစ်နေတာလေ ခောက်ချိုးကြတော့ပဲယူမလဲ တစ်ချက်ဖုံးပေးမလားနိုင်မဟုတ်ဘူး ကဲဒါကတော့ကိုလူဘော အမ48ပဲ တို့ရုံတာလူဘောလေးမရှင်းမရှင်းမလေးမပါပဲမကြီးကပြင်ပြောတယ်အဲ့ဒူးမရမယ် ဟောင်းတယ်ကွာ ကဲဒီဘောစားပဲကဲတကားတကယ်ကောင်းတယ်ဗျာနော်ပြင်မဲ့ပေါက်တာတကယ်ကောင်းပါလေ အမ84ပါပဲ ဒီကအပေါက်ဆယ်တဲ့လူမပါလို့ တော့ကြည့်ပြလားမိုးတွေထိုးပေးတာလေကောင်း ကဲဒီလေတော့လွတ်ပါပြီဒီလေတော့လွတ်ပါပြီဒီဘော အမ48ပဲ နောက်ဘက်ကတော့နောက်ဘက်ဆိုင်ရောက်လာတော့ကိုလူဘောဘီကုတ်ခိုးပြီဗျာနော်ဒီဘက်ကွန်းတော့ကိုလူဘောဘီကုတ်တင်များနေရဗျာ ကောင်းတယ်ကွာ ဘီကုတ်ကလည်းကြမ်းကြနေဗျာ အမ84ပါပဲ ခိုးပါ အိတ်ဖို့ပါဒီလိုတော့မှန်းနေ မပြေးလာရဲဘူးမပြေးလာရဲဝင်ရဲမလဲ ပြေးဦးကြနော်ဒီလေကိုတော့ဟဲ့ကိုချီထားတာဗျာ အမ48ပဲ ခိုးပြီပါပဲ မလိုက်ဘောနေပါ ဟေးဒီဘောရဲ့ဘီကုတ်တစ်လုံးပေါက်သွားပြီနော်ဒီဘောဘီကုတ်စားတဲ့တစ်လုံးပေါက်တယ်ဗျအမ58ပါ 5ပါငါ့ရဲ့ကြောက်တဲ့ဘီကုတ်လာပြီဗျာနော် အမ58ပါနော် ပိုက်အိတ်နော် ဟော ကဲဘောကြီးကတော့အေးသေးပဲဗျာနော်ဂျန်နေရော ဟေး ကဲကိုလိုက်ကိုအဲ့လုံးထပ်မိကြဗျာနော် နမကွာရယူမလားဒါပြုတ်မယ်စေးပြသွားပါပြီ စစ်အိတ်ဖြစ်တော့ပါပြီစစ်အိတ်ပါ အမစေးပါ အိတ်ပါဟောပါတယ် ကဲဘောကြီးစားတော့ထိတ်နိုင်ပါတယ်နော် ဒီဘောဘီကုတ်ပေါက်ပြန်ပြီနော်78ဖြစ်သွားပြီဗျ78ပါ 7အိတ်ပါကဲဒူကိုတယောက်ချင်းစီကိုထိုးပေးနေဗျာနော် အမ87ဖြစ်သွားပြီနော် ဒီဘက်၄ယောက်တော့ပေါက်လို့ပဲနော်မေးယူရပါဗျာ အိတ်7ပါ ရှင်းမခုနကဖြစ်သွားပါပြီအဲ့ဆဲကပါဒီမတော့ပဲစာပစ်ကကောင်းလာပြီဗျာခုဘောဘီကိုက အမ97ပါနော်97ပါ ဒီလေစာပစ်တစ်လုံးရတယ်ဗျာနော် အမ97ပါ အဲ့ဆဲကရှိသေးလားတဲ့အာမရှိပါဘူးဗျာနော်ကိုနေရာမပြီးဘူးလို့ဟိုလိုက်တဲ့အချိန်ကြီးတွေကတော့ဒီလုံးမလေးပဲ 79ပါနော်79ပါ ဒီလည်းမကောက်ပါဘူးဗျာ အမ79ပါနော် 7-9ပါကဲကိုလူဘောကြည့်သွားတယ်ဗျာနော်9-7ပါနှစ်မှတ်ပဲကွာတယ်ဗျာကဲ 79ပါပဲ ဟိုဒီမိုင်းကြတော့ဘောမိုးတော့ပါဘူးဒါတော့ MMA fighter လူဘောဖြစ်သွားပြီနော်လူဘောပို့တဲ့လူဘောမိုးတော့ဗျာ
တိုင်းပေါက်ပေါ်ရတဲ့အနေနဲ့ပြသွားပါပြီ ဝေးပါတယ်နော်အမှတ်9အိတ်ပြ ဒီကုတ်ဝေးတယ်ဗျာနော်9အိတ်9ပါပဲ ဒီကုတ်စပြီလဲကောင်းပါလေ ဒီကဘီကုတ်ပေါ့ရင်တော့နိုင်မဲ့အနေထားရှိပါလေကိုဒီကဘီကုတ်မပေါ့ရင်တော့သိမပြောတတ်ဘူးဗျာနော်ဒီလေစာပေပိုင်ကြီးပါလေ အမှတ်အိတ်9ပါပဲ အိတ်9ပါ မဝေးဘူးပေါက်ပြန်ပြီ ဒါရဲ့ အမှတ်9အော်သွားပြီနော် ဟောဘီကုတ်ပေါက်ပြန်ရက်ထင်းလေ ဒီပါအားလုံးစီ ဟိုလေဦးမှာ ဘောဘီကုတ်တွေကတော့ အမှတ်9အော်ပါပဲ ညာကြီးအောင်မယ်တော့မင်းတို့ကလည်းနေတက်စားတတ်တယ် ဟုတ်တယ်နော်လို့မိုးရွာနေတဲ့အချိန်တော့စားပြီးကိုအားနဲ့ထိုး ဟုတ်တယ်လူဘောတို့ဘက်ကကိုပြန်ကြပြီဗျခြေရ ဘောငါတို့ကတော့လေဟအောင် ဟို ဘူး မှာ နော် လဲရကြတာ မိုးရဲ့အော်ပဲဗျိုးမှတ်တူပါပဲ ကိုကြော်တက်ရေဟုတ်ကဲ့ပါဗျကိုကြော်တက်ရေ ကဲဖမ်းလာသေးပဲနော်ဒီလေပါ အမှတ်9အော်ပါပဲ နိုင်အော်ပါပဲကိုမှတ်တူပါဘေးကြီးတွေမြောက်တယ်နော်ဘေးကြီးတွေမြောက်ဘူးရဲလို့သိပါဟောဘေးကြီးတွေလမ်းမခံတော့ပါဘူးဝယ်လေးပဲကြည့်နေလို့ပါကဲဖမ်းလာသေးပဲကိုနိုင်ကိုကဲကိုကဲတခွဲပြသွားပြီဗျာ အ နော် မှတ်9အော်ပဲဗျ ဒီအောင်ရဲ့လက်ဟာနေကိုပြပြီးတော့ကျွန်တော်တို့ကမိုက်ကြီးမိုက်ကြီးတက်တော့တယ်နော်မိုက်ကြီးတော့ပြသွားတယ်လာပါပြသွားတယ်ဗျာနော်ပြီးတော့တယ်နော်တော့ရောက်တာတော့ကျွန်တော်တင်ပြီးတော့မှာဗျာနော်ဒီကွက်တွေကိုတော့ အမှတ်9အော်ပါပဲ ကိုမှတ်တယ်ပါဘောအားပေးနေတယ်တဲ့ကျွန်တော်တို့ကတဲ့ကိုခုံးနေထားပါ 2509နှစ်ကိုလေးပါနော် ကဲဒီတူတီဖမ်းလာသေးတယ်ဗျဒီလေစိတ်ဟိုက်ဗျာနော် ဝါ ဝေးပါ ဟော လေ ဒူးရကြတာ ရှင်တော့လက်နဲ့ထင်းဂျိုးနဲ့ထိုးဆိုတော့ဒီလိုမျိုးပါဗျာနော် အဲ့တော့ကိုတက်အောင်ရှာမယ်သမတ်ပါ တာဟုံစောမစမ နိုင်အော်ပဲဗျအဲ့တော့အဲ့ဒီမှာလည်းတော့ကျွန်တော်တို့ကုတက်အောင်ရှာမယ်ဆက်မှတ်တယ်ဗျအေးမှန်ပြီပေါ့တကောင် ကဲကိုမေးပြည့်တဲ့တွေမှန်ပါဗျာနော်ဘောပြီးတော့ကတော့ကြောက်ရတယ်ဗျ အမှတ်9အော်ပါပဲ နိုင်ဟောပါပဲကိုမတူပါ ထုတ်ပြန်ပြီထုတ်ပြန်ပြီ ဒီနေရာတော့ အမှတ်9အော်ပဲ ကားမောင်းကအေးမိတယ်နေမှာ တော့ဘယ်လိုပေါ့ အေးမိကြမသူပြောတာနော်ငကားမဲတော့ပြောလာမှုပဲနော်ငကားမဲတော့ပြောတော့သဘောကျတယ်ဗျ အားဖြစ်ပြီ စလုံးရပြန်ပြီနော် ဒီလေကြီးစာရစ်တစ်လုံးပေါက်ပြန်ပြီနော်အမှန်တော့လက်9ဖြစ်သွားပြီလက်9ပါ ကြောက်တဲ့အထက်ပိုင်းလို့ဟိုဒစ်လည်းပဲဒုက္ခရောက်တယ်ဦးစားတို့လူဘောလို့ဆိုကြောက်နေပြီလက်နိုင်ဖြစ်သွားပြီဗျ ဒီမဲတော့ဒီဘဲဆိုရင်ဘောမဆုပ်တော့ဘူးတဲ့ အော်တော့နားမဲနေတော့ အမှတ်9လက်ပါပဲ နိုင်လက်ပါပဲဝေးနေ အမှတ်10မှတ်တူပါနော်ဝေးတယ်ဓာတ်အော်ပါ10မှတ်တူပါ 10မှတ်တူပါလက်အောပြပါပြီဗျ
တော့ဝင်းလုံးတော့တယောက်တည်းနဲ့ငင်းပြနေပြီလားဒီကွက်တွေကတင်ယူနာဖို့လိုပါတယ်လေဘန်တက်ဖြစ်သွားပြီနော်လေဘန်တက်ပါခင်ဗျားတို့လေဘန်ဖြစ်သွားပြီနော် လုံးလေးတော့လှလှပပပြန်ကောက်တာရမတ်ချာ အမလေဘန်တက်ပါ ဝမ်းလက်ပါ ဝမ်းလက်ပါဗျာလက်ပဲလက်ပါ မလေးဟဲ့လက်လေဘန်ပါပဲ လက်လဲပဲပါပဲ လက်လဲပဲပါချိန်လက်လဲပဲပါ ခေါင်းလိုက်တဲ့ဘီကုတ်တွေပြန်နော်ကဲကိုထိုက်ဝေးတ အ လုံး မလေဘန်អော်သွားပြီနော်လေဘန်អော် လဲပဲအော်ပြသွားပြီဗျာ စက်တမက်ထူသွားပါပြီ အမလေဘန်អော်ပါနော်လေဘန်អော် ဘာမသုံးမဲနဲ့လုံးပေါင်းမယ်ဆိုရင်တော့ရှေ့နေမလောက်ပြန်နော်ကိုမမဲဘွားပြတ်သွားနိုင်ပါတယ် အပေါက်ပြန်ပြီပြ ကဲဒီဘီကုတ်တွေကတော့ အမတွဲလေဘန်ဖြစ်သွားပြီနော်လူဘောစားလေးပေါက်သွားပြီပြတွဲလေဘန်ပါ တွဲလဲပဲပါကျဲမှာ ကိုကြီးမောင်ရေးမယူပါနဲ့တော့မယူပါနဲ့တော့တွဲလေဘန်ပါ ကျဲတယ်မြန်ပြီနော် အမတွဲလေဘန်ပါနော်အမကမြန်တယ်ပြအမကမြန်နေလို့ပါနောက်တစ်လုံးပေါက်ပြန်ပြီနော်လူဘောရဲ့ဘီကောတော့မင်းတိုင်းပဲအမဟုတ်လေဘန်ဖြစ်သွားပြီနော်ဘီကောနှလုံးပေါက်တယ်ပြ ဟုတ်လဲပါပါဗျာကောင်းလိုက်တဲ့ဘီကုတ်တွေနော် မန်တီဗီရေ ကဲဝေးတယ်ဟောမှာလဲကာကြီးကိုဒုံး ငါတော့ point လေဘန်ဖြစ်သွားပြီနော် point လေဘန်ပါဒီဘောတို့ point ရောက်သွားပြီနော် point လေဘန်ပါ ဟောဘီကုတ်ကထင်တာထက်ပို့ပြီးတော့ဒုံးလုံးနေပဲနော်ကွင်းရှင်းရှင်းကတော့မပေါက်ခဲ့တိုးရှာပြီးရိုက်နေဘီကုတ် အမိပါပြီ11 point ပါနော်11 point ပါ11 point ပါ ဟိုပြီးတော့ဆက်ပြီးတာ ဟိုမှာအခုကရဲရှိလို့ခေါင်းထဲကြီးကတော့တက်နိုင်ဘူးအမ point 11ပါပဲ နေပဲနော်ကိုလိုဘောဘောကြီးတပွဲလုံးတစ်လုံးတော့ကားပြတာပါဟုတ်လားနော် point 11ပါ တက်ပွဲတော့လူဘောရဲ့ဘီကုန်းနဲ့ပဲပြီးဆုံးသွားပြီနော် ဆုံးသွားပြီဗျာ ဆလာမစတမနဲ့